ဒီဗီဒီယိုလေးကိုကျွန်တော်စကြည့်လိုက်တဲ့အချိန်မှာပရိသတ်တို့လည်းကျွန်တော်လိုသတိထားမိတာတခုမှရှိမလားပေါ့ဗျာရှိတယ်ဆိုရင်လည်းကျွန်တော်ပြောခင်ကိုပြရတဲ့ပုံစံ comment မှာရေးချလို့ရပါတယ်မရှိဘူးဆိုရင်လည်းဘာမှမပဲဒီတိုင်းဆက်ကြည့်လို့ရပါတယ်ဗျကျွန်တော်သတိထားမိတဲ့အချက်ကတော့စိုင်းမွေရဲ့ရောက်ရည်ပုံစံကတရုတ်ဆောင်ခင်းဝါလေးနဲ့တော်တော်လေးကိုစင်တူနေတယ်လို့ခံစားရတာပါပဲပထမတစ်ခါကျွန်တော်မြင်လိုက်တာကတော့9မိနစ်စီမာလာလားဆိုပြီးတော့စိတ်ထဲမှာတွေးမိပါသေးတယ်ဒါပေမဲ့လည်းနောက်တစ်ချိန်ပြန်ကြည့်လေလေပို့ပြီးတော့ဆင်တူတယ်လို့ခံစားနေရတယ်အဲ့ဒါကျွန်တော်တယောက်လည်းဖြစ်နေတာတော့မသိဘူးနော်မျက်နှာပုံစံတွေမကောက်ကမျက်လုံးအကြည့်တွေပြုံးလေးတွေစကားပြောတဲ့အချိန်မှာပန်ရှာတတဖြစ်နေတဲ့ပုံစံတွေကအစားအချို့အချိန်တွေမှာလုံးဝကိုတူနေလို့ခံစားရပါတယ်ဒီလိုမျိုးလူနှစ်ယောက်ကိုမြင်ပြီးတူလိုက်တာဆိုတဲ့ခံစားချက်မျိုးကလူတိုင်းမှာတော့ရှိတတ်ပါတယ်ဒါပေမဲ့လည်းစားရင်မုံနဲ့ခင်းဝါတို့နှစ်ယောက်ကိုမြင်လိုက်တဲ့အချိန်မှာတော့ကျွန်တော်အတွက်အနေငယ်ထူးဆန်းနေလို့တော့ခံစားရတယ်ဗျအဲ့ဒီလိုနဲ့စိတ်ထဲမှာဟာသဆဆန်အတွေ့အကြုံတော့ပေါ်လာမိပါသေးတယ်အကျင်ဘဝတုန်းကများမောင်နှမတွေတော်ဆက်ခက်ပူကြတာလားဒါမှမဟုတ်ရေစက်တစ်ခုကြောက်ပဲအခုလိုဘဝမှာပြန်ပြီးတော့တက်ဆက်ဆိုင်ဆုံတွေ့ကြတာလားပေါ့ဗျာဒါပေမဲ့လည်းကျွန်တော်ပို့ပြီးသတိထားမိတာတစ်ခုကတော့စိုင်းမွေရဲ့အမှုပညာလောကထဲဝင်ရောက်လာခဲ့တဲ့အချိန်ဟောင်းပါပဲတာမန်ကောင်လေးတယောက်ရဲ့အခြေအနေကနေအချိန်တိုလင်းတွင်မှာပရိသတ်တွေရဲ့အာရုံစူးစိုက်မှုကိုရရှိလာခဲ့တယ်နာမည်ကြီးအမှုပညာရှင်တွေထိပ်တန်းမင်းသားတွေပွဲအတူတက်လာနိုင်တယ်ကြော်ညာတွေရိုက်လာနိုင်တယ်လူသိများတဲ့နှုံကလည်းတော်တော်လေးကိုမြန်ဆန်နေတယ်လို့ခံစားရပါတယ်အဲ့ဒီအချိန်ကတချို့အချိန်တွေမှာကြည့်ရတာတာမန်ထက်ပို့ပြီးတော့တခုခုထူးခြားနေတယ်လို့ခံစားရပါတယ်ဒါကြောင့်ပဲကျွန်တော်တယောက်တည်းအဲ့ဒါလိုတွေးမိတာလားဆိုတာသိချင်မိပါဗျပရိသတ်တို့ရဲ့အမြင်ကတော့ဘယ်လိုရှိလဲပေါ့နော်ကိုတွေးထားတဲ့အမြင် comment မှာလိုလိုလည်းရေးသွားလို့ရပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်